Hello ဒီနေ့မှာတော့ currency မှာရှိတဲ့ lipstick လေးတွေကိုဆိုပြပြီးတော့ review ပေးသွားမှာပဲဖြစ်ပါတယ်ဒီတားလေးနေကင်းဘက်မှာရိုက်တာဆိုတော့ background တာနည်းနည်းလေးတော့ဆူညံလာတော့ပါနိုင်ပါတယ်เนาะနားလည်ပြီးကြပါအောင်ရှင်ပထမဆုံးကဒီ lipstick လေးပါသူ့ရဲ့အရောင်လေးကိုပြမယ်เนาะတော့မှုမွေလေးနဲ့အရောင်လေးကဒီမှာကြည့်တော်တော်လိမ့်လှရကွာဒါကုံသွားရင်တောင်မှထပ်ဝယ်ဖြစ်မဲ့အထဲမှာပါတယ်ဒီ lipstick လေးကတော့ဒါလေးကိုကဲမင်းကိုလည်းစုပ်ပေးမယ်နော်ဒါလေးကို rating ပေးမယ်ဆိုလို့ရှိရင်တော့10မှာ9လောက်ပေးပါတယ်ပြီးတော့ရင်ဒါလေးလဲ roman လေးပဲ shade က number 21ပေါ့နော်ဒီရောင်လေးကလေဟိုက makeup ကိုပေါ့ပေါ့ပါလေးမဟုတ်ဘဲနဲ့ဝက်တက် makeup တွေနဲ့ပေါ့နော်အဲ့လိုမျိုးလေးနဲ့ဆိုရင်ပိုလိုက်မယ်လို့ထင်တယ်ပေါ့အရောင်လေးကသူကနီနီရဲရဲလေးကွာလက်နဲ့ blend လိုက်မယ်နော်ဒါလေးကို rating ပေးရမယ်ဆိုလို့ရှိရင်10မှာ7လောက်ထိပေးပါတယ်ပြီးတော့ဒီဟာလေးဒါလေးကကုံတော့မယ်ထိရတစ်စိတ်လေးပေါ့နော်သူ့ရဲ့အရောင်လေးကလည်းအရန်လှရကွာဒါမဲ့ဒီအောင်မကြိုက်တဲ့အချက်ကတော့စိုးရတာတော့ကောင်းပြီမယ်နည်းနည်းပဲပါတော့ဘလောက်မှတိတ်ပြီးတော့မစိုးရဘူးပေါ့နော်သူ့ရဲ့အရောင်လေးကအပေါ်က roman လေးနဲ့တော့ဒီပေါ်ကအရောင်လေးတော့ခက်ဆင်ဆင်လေးတော့ဖြစ်တယ်ဒီအောင်လေးတော့မစိုးပြတော့ဘူးနော်မင်းကိုပဲစိုးပြတော့မယ်အရန်ချစ်လို့လေဒါလေးကိုတော့အရောင်တော့ကြိုက်ပြီမယ်ဟိုကဖမတော့တိတ်ပြီးတော့မပါဘူးကွာအဲ့ဒါကိုတော့မကြိုက်ဘူးဒါကို review ပေးရမယ်ဆိုလို့ရှိရင်10မှာ 6.5 လောက်ပေးမယ်ပေါ့နော်ပြီးတော့ဒီ lipstick လေးဒါလေးကတော့လက်ဆောင်ရထားလို့မလို့ပေါ့နော်အရောင်ကတော့ coral နဲ့တိတ်မလိုက်ဘူးဒါကအသားဖြူရယ်သူနဲ့ဆိုရင်တော့ပို့ပြီးလိုက်မယ်လို့တော့ထင်တယ်ဒါလေးကတော့ပန်းခဲရောင်လေးပေါ့နော်ဒါကတော့ coral နဲ့မလိုက်လို့တော့မစိုးပြတော့ဘူးမင်းကိုတော့စိုးပြပေးမယ်အိုးပေးသားလို့ sorryဒီရောင်လေးကိုတော့10မှာ 4.5 လောက်ပဲ review ပေးပါမယ်ပြီးတော့ဒါလေးကလည်းလက်ဆောင်ရထားတာပဲသူကလည်းအနက်မှုမွေးလေးစပြင်းနဲ့မမွေးလေးလို့ပြောရမလားမသိဘူးသူ့ရဲ့အရောင်လေးကလည်းဒီမှာကြည့်တောက်လေးအရမ်းလှတယ်ဒါလေးကို review ပေးရမယ်ဆိုရင်10မှာ8လောက်တော့ review ပေးပါရရှင်ပြီးတော့ဒီဟာကဒီ lipstick လေးဒါလေးကတော့မတ်ထိုက်ပဲဖြစ်ဖြစ်ဆိုးပြီးတော့အပေါ်ကနေအစီလေးထပ်အောင်ရင်တော့အဆင်ပြေမယ်ထင်တယ်သူကအရောင်တော့မသိမပါ
ချို့နံလေးကလည်းချို့ချင်းတဲ့ပုံစံမျိုးမမွေလေးပဲပေါ့နော်မင်းကိုလည်းဆိုပေးမယ်နော်ဒါလေးကိုတော့10မှာ6လောက် review ပေးပါတယ်ပြီးတော့ကျန်တာလေးကတော့မတ်ထိုက်ပဲကျန်တော့ဒါလေးကတော့အညူရောင်ဆိုတော့ခေါ်ရတို့လိုအသားညူတဲ့သူတွေနဲ့ပို့ပြီးတော့လိုက်တယ်ကွာဒါဆချင်းဆိုထားတဲ့အရာကတော့ဒီအရာပဲအဲ့တော့မဆိုးပြတော့ဘူးသူ့ရဲ့အကြောင်လေးကအညူလေးဆိုတော့အသားညူတဲ့သူတွေနဲ့ပို့ပြီးတော့လိုက်တယ်ကွာဒါလေးကိုတော့အရန်ကြိုက်လို့မလို့အပြင်းနေပါသွားလို့ရှိရင်နေ့တိုင်းဆိုးဖြစ်တဲ့ lipstick လေးပါOh sorry ဒါကိုကျတော့10မှာ9လောက်ထိ review ပေးပါတယ်ပြီးတော့ဒီ lipstick လေးသူကလည်းမတ်ထိုက်ကိုမှသူကဖယ်ဘက်အသားလေးပေါ့နော်ဒီမှာသူ့ရဲ့အယောင်လေးကဒီလိုပန်းစီအောင်လို့ပြောရမလားပန်းနုရောင်လို့ပြောရမလားမသိဘူးဒီရောင်လေးပေါ့နော်သူကလည်းညူတဲ့သူတွေနဲ့လည်းလိုက်တယ်ပြီးတော့ဖြူတဲ့သူတွေနဲ့လည်းလိုက်တယ်ခေါ်ရတော့မဆိုးပြတော့ဘူးဒါပေမဲ့မင်းကိုတော့ဆိုးပြမယ်sorry ပေးသားပြန်ပြီနော်ဖြတ်ပေးမယ်နော်ဒါကိုတော့10မှာ7လောက် review ပေးပါရရှင်ပြီးတော့ဒီမှာနောက်ဆုံးတစ်ခုပေါ့နော် Sassy ရဲ့ lipstick သူကအနံ့လေးကတော့မမွေလေးပြီးသွားပြီဒီလိုမျိုးသူကအီလေးပေါ့နော်အရောင်လေးကတော့အုပ်ကျိုးရောင်လေးလက်မပေးသွားပြီဆိုတော့ပေးသွားရတယ်ပဲပြတော့မယ်သူ့ရဲ့အရောင်ကတော့ဒီလိုလေးသူကလည်းအရောင်လေးတော်တော်လှတယ်ကဲထုံးစံအတိုင်းမင်းအောင်ဆုပ်ပေးမယ်နော်ဒါလေးကိုတော့10မှာ6လောက်ထိ review ပေးပါတယ်